ဘာကြောင့်မဲလာပေးပြတာ ပြောဟာမြန်မာလူမျိုးကိုလူမျိုးကိုနိုင်ငံချစ်တဲ့လူပါမမြဟာလုံးနေရပါဟာအားပေးရမယ်မြန်မာစစ်မိကြီးလာကန်တော့ကဖားတော့ဖြစ်ပါစားတယ်လို့ ဒါတော့တခြားသူတယောက်ရဲ့ view တာပါဗျာနောက်တော့ကြည့်ပါ မိကြီးမင်းရတာ view ရဲ့အမကြီး view ရဲ့သမီးလေးပေါ့ ရွေးတာပဲခိုင်းကားကိုဘာဘူးစားတယ်ဘွဲရဘာတယောက်ပဲရှိတော့လူဆက်ဆက်မရှိတော့ဘာတယောက်ပဲရှိပါတော့တယ် ဒါတော့သမီးလေးက view တာကိုဗာဖြေတာပေါ့ ဘာကြောင့်မဲလာပေးပြတာ ပြောဟာမြန်မာလူမျိုးကိုလူမျိုးကိုနိုင်ငံချစ်တဲ့လူပါမမြဟာလုံးနေရပါဟာအားပေးရမယ်ဟုတ်လား ရပြီနော် အဲ့တော့ဟိုစားပါလဲဒီမှာမဲပေးတော့ဘလို့ပုံစံမျိုးစဉ်းစားပြီးမဲပေးလဲဥပမာပါတီကိုရွေးတာလားလူကိုရွေးလား ဘာလို့ကတော့မန်စစ်ကတော့ပါတီကတော့အဓိကပဲဟုတ်လားပါတီကတော့အဓိကပဲပါတီရှိမှနောက်ကလိုက်လို့ရမှာဟုတ်လားပါတီမရှိလိုက်လို့မရဘူးအဓိကပါတီပဲ ဒီသမီးလေးမေးတာပေါ့ တခုကပါတီပဲအုပ်ချုပ်ဟုတ်တယ်မလားဘာအကျိုးကျတော့ထားပဲ တော့ဒီမဲပေးပြီးသွားလို့ရှိရင်ဘာတွေမျှော်လင့်ထားလဲ ဘာအဲ့ညုံနေကျကတော့မပြောလို့ဘာလို့ဘာတက်ကတရားပြီးတော့မယ်မမျော်လင့်တော့ဘာဖြစ်တိုင်းကြီးကောင်းကားစုပဲလူချင်းလေအာတာအောင်ဆိုတော့တူနဲ့ရှိခင်ကြည်နာနာဟုတ်လားသဘောထားပြေးသွားတယ်လုတ်ဖို့ပဲလုပ်ပါတယ်ဟုတ်လားဘာအားပြီးပါတယ် ဘာမဲပေးရလွယ်ရလားဆက်နဲ့ဆိုတော့ဒါပထမဆုံးဆိုတော့ ဒီပါ ခိုင်ခဲမရှိဘူး အားတော့အခက်အခဲဘာမှမရှိဘူးအာ ဒါဒီသမီးလေး view တာပါဗျာ ဟိုကဘာလဲဘာနာမည်လေးပြပြပေးပါလား ဘာနာမည်ဟာစာတုံငညူ ဟုတ်အရင်တော့ဘာများလုပ်ခဲ့လဲ စာတုံငညူဝင်းစင်းမင်းရစာမျိုးသူရသတင်းစာတာနောင်ဆိုသတင်းစာရာကုန်ရဆိုပသိရဆိုရဲ့စာရေးစာဖတ်ပါတယ်သူတရားသတင်းစာဘာထုတ်တာတာနောင်ဆိုသတင်းစာလားရာကုန်ရဆိုပသိရဘာထုတ်တာပါ ကျေးဇူးပါဗျာ ဘာမှမျိုးစင်ဘာတယောက်ပါရှိတော့ဘာဖေရရွေးဥကျင်းချိန်တို့ကောင်းရမာစီယောဂိညောင်ကန်ယောဂတိရွေးဥထုံးချိန်ကိုအသူတာရဘယ်နာကျိုးလဲ3နာကျိုးဟုတ်3နာနိုင်ကြီး 43 မပြောတာတော့ဘာဖေရကျင်းနေရဘယ်နာကျိုး3နာကျိုးကက်ဆက်ကွယ်ကက်ဆက်ပဲပြီးရောအပြည့်လဲကြောက်ဘာအဖေအလူပြိုးကြည့်ဟာတာဘယ်ဒီ ဒီ ပြိုးကြည့် လိုဒီဗီဒီယိုရဆိုတော့ဒီ app ရှိနေတာရတိသက်ကြီးရဲ့တမီယူဇာတဲ့ကစုံတရားကိုပုံမှန်မှာရေးသွားခဲ့ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါပဲနောက်ထပ်ဗီဒီယိုမျိုးမှာပြန်ဆောင်ကြမယ်နော်